ဒုံးတယ်နဲ့ပြောကြရတော့ကြားပူကြတယ်ဒါပေမဲ့ဒုံးတယ်ဆိုတာပါလေကိုဝယ်ယူထားတဲ့ဒုံးတယ်နဲ့ကိုတိထားတဲ့ဒုံးတယ်ဆိုတာရောကိုက်ညီမှုရှိရလားဈေးကွက်ထဲမှာရောဒုံးတယ်ကဘယ်နှမျိုးလောက်ရှိနေရလဲဆိုတာသိချင်တယ်ဆိုတဲ့သူတွေလေးအတွက်ဆက်ကြည့်လိုက်တော့နော်တကယ်တော့ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်ဒုံးတယ်တွေရဲ့ရွှေသွေးနဲ့အယောင်းဝယ်ပုံစံတွေကမတူကြပါဘူးတင်ဟာဒုံးရွှေဝယ်စုစားသူတအုပ်ဆိုလို့ရှိရင်ရောင်းမဝယ်မှမဖြစ်စေဖို့တတိထားရမယ်ဒုံးရွှေ၃မျိုးရှိပါတယ်နံပါတ်1အပေါင်ဆုံးဒုံးတယ်ချို့ဆိုင်တွေကအပေါင်ဆုံးအထည်ဆုံးကိုအရင်သွေးမစစ်ပဲဒုံးတယ်ဖြစ်ပြန်ရောင်းနေရှိပါတယ်အဲ့ဒီခါမှာရွှေပြည့်မိတဲ့အထည်လေးတွေနဲ့ရွှေမပြည့်မိတဲ့အထည်လေးတွေရောနှောပါသွားတယ်လို့ကိုဝယ်ယူမဲ့ဆိုင်ရဲ့သိချရမှုကိုသိချလေ့လာတင်ပါတယ်နံပါတ်2ရွှေရီမှာအမြဲယူရောင်းတဲ့ဒုံးတယ်ဒါကတော့ရွှေငိမ့်တဲ့အထက်ဥပမာ10ပဲရေ17ပဲရေကိုဂိထူကြီးတွေနဲ့ဖုံးကာပြီး73ပဲရေစီးနဲ့အယောမပါတုံးတယ်ဆိုပြီးအမြဲတင်ရောင်းချတဲ့ပုံစံမျိုးပါတုံးတဲ့ဝယ်ရင်အယောမပါဘူးဆိုတာမမြင်မဲ့မိမိဝယ်တဲ့အထက်ကရွှေဘယ်လောက်ရှိလဲဆိုတာသတိပြုဖို့လိုအပ်ပါတယ်နံပါတ်3ရွှေချိန်နဲ့အယောပေါင်းပြီးရာခိုင်နှုန်းနဲ့ရောင်းနေတုံးတယ်ဒီပုံစံကတော့ရွှေချိန်နဲ့အယောတက်ကိုတိကျခွဲမပြောပဲပေါင်းမိသားစုစုပေါင်းပမာဏတစ်ခုတည်းကိုတုံးတဲ့အဖြစ်ရာခိုင်နှုန်းဖြတ်ပြီးအယောင်လေးလုပ်တာပါသူကရွှေစည်းတက်ကြနဲ့လုံးဝမဆိုင်တော့ပဲနောက်တစ်ချိန်ပြန်ရောင်းတဲ့အခါသတ်မှတ်ထားတဲ့ရာခိုင်နှုန်းတိုင်းအမြဲတမ်းရှုံးနေမဲ့အယောင်ဝယ်ပုံစံမျိုးပဲဖြစ်ပါတယ်ဝယ်ယူသူများအတွက်အကြံပြုချက်လေးပေးချင်တာကတော့ဒုံးနဲ့မဝယ်ခင်မှာဘဲဆိုင်မှာဝယ်နောက်ရှင်ပြန်ရောင်းပြန်လဲဘလို့အာမခံချက်မျိုးပေးလဲဆိုတာနဲ့အဆိုပါဆိုင်ရဲ့အားသာချက်အားနည်းချက် background ချက်တွေကိုတူတင်လေ့လာဖို့လိုအပ်ပါတယ်ညီမတို့ရွှေဘုံရှင်မှာတော့အယောပါတစ်ဆက်ဆက်ပရင်းထွက်ရှိတဲ့တွေပြင် customer တွေပြန်ရောင်းတဲ့အထည်တွေထဲမှာအနာစာကင်းပြီးအနာအနယ်တဲ့အတန်ဆုံးအထည်တွေကိုပဲတစ်နှစ်တစ်ကြရွေးချယ်ပြီးတော့အယောတက်မပါတဲ့ဒုံးတဲ့အဖြစ်ပြန်လဲရောင်းချပေးပါတယ်ဝေပီတာဟောက်တယ်ဖြစ်တာလေးတစ်ချက်ကလွဲပြီးတော့ရွှေဘုံရှင်ရဲ့ရွှေတွေပဲမလို့အယောတက်ပေးဝယ်ရတဲ့ကောင်းနာခင်းအသစ်ထဲတွေနဲ့ရွှေသက်မှတ်တဲ့တူညီကြောင်းရာနှုန်းပြအာမခံပါတယ်ရှင်ရွှေဝယ်တဲ့အခါအလုံးပဲရောင်းမဝယ်မှာကင်းကြပါစေရှင်